အားလုံးပဲမင်္ဂလာပါ Left Design GL Series ရဲ့အပိုင်း6ဟာဇက်လန်းရဲ့အလှည့်အပြောက်အများဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းတွေကတစ်ခုဖြစ်ပါတယ်။ဒီအပိုင်းမှာအဓိကဇက်ကောင်တွေဖြစ်တဲ့အုပ်ပတ်နဲ့ Rin တို့ရဲ့ဆက်ဆံရေးတိုးတက်လာမှုလုပ်ငန်းခွင်အတွင်းကပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေနဲ့တစ္ဆာဖောက်မှုတွေကိုအရှိန်အဟုန်မြင့်မြင့်နဲ့တင်ဆက်ပြသထားပါတယ်။ဇလန်အဆက်မှာတော့အုပ်ပတ်နဲ့ Rin တို့နေအောင်ဟာသူတို့ကုမ္ပဏီ Jinta Studio အတွက်အလွန်အရေးပါတဲ့ project တစ်ခုကိုတင်ပြဖို့ pitching လုပ်ဖို့အတူတူကစူးစမ်းပြင်ဆင်နေကြတာကိုတွေ့ရပါတယ်။ဒီအချိန်မှာသူတို့နှစ်ယောက်ကြားကတန်ရိုးစင်ကလည်းပိုပြီးခိုင်မာလာနေပြီး Rin ကိုဒီ project ရဲ့အဓိကတင်ပြသူ presenter အဖြစ်ရွေးချယ်ထားပါတယ်။အုပ်ဘက်ကလည်း Rin ကိုယုံကြည်မှုအပြည့်နဲ့အားပေးကူညီနေတာကြောင့်နှစ်ယောက်သားကြားမှာကြည်နူးစရာအခိုက်အတန့်လေးတွေရှိနေကြပါတယ်။ဒါပေမဲ့တကယ်အဆုံးအဖြတ်ပေးမဲ့ presentation နဲ့ရောက်တဲ့အခါမှာတော့မမျှော်လင့်ထားတဲ့အကြက်တဲကြီးတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတယ်။သူတို့ရဲ့မဟာ plan ဘက်တဲ့ Mindအုပ်ဘတ်ရဲ့ senior ဟောင်းဦးဆောင်တဲ့ Mindspace Company ကအုပ်ဘတ်တို့အဖွဲ့ပြင်ဆင်ထားတဲ့ design နဲ့ထပ်တူညီတဲ့ concept တစ်ခုကိုအရင်ဦးဆုံးတင်ပြသွားခဲ့ပါတယ်။သူတို့ရဲ့ idea တွေအခိုးခံလိုက်ရမှန်းသိလိုက်ရတဲ့အုပ်ဘတ်ဟာဒေါသအကြီးကျယ်ထွက်ခဲ့ပေမဲ့လက်တွေ့မှာသက်သေမရှိတဲ့အတွက်ပြိုင်ဘက်ကိုဆွဆွဲဖို့ခက်ခဲနေပါတယ်။ဒီအခြေအနေကအုပ်ဘတ်တို့အဖွဲ့ကိုဖိအားတွေအများကြီးပေးလိုက်တယ်လို့ချစ်သွားပြီးရှုံးနေလူနီပါအခြေအနေကိုရောက်သွားစေပါတယ်။ဒီလိုအရေးကြီးတဲ့အချိန်မှာပဲအုပ်ဘတ်နဲ့ Rin အပါဝင်ကျင်းတာအဖွဲ့သားတွေဟာစိတ်သက်ကြမသွားပဲနောက်ဆုံးမိနစ်မှာအခြေအနေကိုပြောင်းလဲပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ဟာမူလပြင်ဆင်ထားတဲ့ဒီဇိုင်းအစားဖောက်တယ်ရဲ့စိတ်ခံစားချက်နဲ့အမှတ်တရတွေကိုဦးစားပေးတဲ့ဒီဇိုင်းအသစ်တစ်ခုကိုချက်ချင်းပြုပြင်ဖန်တီးပြီးတင်ပြခဲ့ပါတယ်။သူတို့ရဲ့ဒီတင်ပြမှုအသစ်ဟာ Rin နဲ့ Mink တို့ဖောက်တယ်ရဲ့အတိတ်အမှတ်တရဇက်လက်နဲ့ချိတ်ဆက်ထားတဲ့အတွက်အရန်ကိုထိမိပြီးစိတ်လှုပ်ရှားစရာကောင်းသွားခဲ့ပါတယ်။ရလက်အနေနဲ့အုပ်ဘတ်တို့အဖွဲ့ဟာအရှုံးတွေကနေဂုံတိတ်ခါရှိပြန်လာနိုင်ခဲ့ပြီးဖောက်တယ်တွေကိုအထင်ကြီးစေခဲ့ပါတယ်။တစ်ဖက်မှာလည်းပြိုင်ဘက်မိုင်းအဖွဲ့ထဲမှာပြဿနာတွေစတင်ပေါ်ပေါက်လာသလိုအုပ်ဘတ်တို့အဖွဲ့ရဲ့ idea ဘလို့ပေါက်ကြားသွားလဲဆိုတာကလည်းပဟေးလေးတစ်ခုဖြစ်နေပါတယ်။ဇလိုင်းဟဲတဲလွန်ဆွေတွေအရာအုပ်ဘတ်ရဲ့မောင်တပီးဟာငွေကြီးအခက်ခဲကောင်သို့မဟုတ်အကျိုးစီးပွားတစ်ခုခုကြောင့်တည်င်းပေးမိုးဖြစ်နိုင်တဲ့ဆိုတဲ့တန်တရားတွေဝင်စရာဖြစ်လာပါတယ်။အပိုင်း6ရဲ့အထွတ်တည်လို့ပြောလို့ရတဲ့ဇက်ဝင်ခန်းကတော့ဇလန်အစုံပိုင်းကန်းချီမှာရိုက်ကူးထားတဲ့စင်းဖြစ်ပါတယ်။အလုတ်ကိစ္စတွေနဲ့ရှုပ်သွေးနေတဲ့ကြားမှာ Rin နဲ့အုပ်ဘတ်တို့နှစ်ယောက်တည်းရှိနေတဲ့အချိန်မှာ Rin ကအုပ်ဘတ်ကိုရဲရဲဝံ့ဝံ့မေးခွန်းတစ်ခုမေးလိုက်ပါတယ်။အဲ့ဒါကတော့အုပ်ဘတ်သူ့ကိုတကယ်ချစ်လားဆိုတဲ့မေးခွန်းပါပဲ။ဒီအခန်းမှာ Rin နဲ့ရဲရင်မှုနဲ့အုပ်ဘတ်အပေါ်ထားတဲ့ခံစားချက်တွေကိုအထင်ရှိုင်းမြင်တွေ့နိုင်ပြီးသူတို့နှစ်ယောက်ရဲ့ relationship ကိုနောက်တစ်ဆင့်ကိုတက်လန်းကိုတွန်းအားဖက်စေခဲ့တဲ့အပိုင်းတစ်ပိုင်းဖြစ်ပါတယ်။ခြုံပြောရရင်တော့ Left Design GL Series ရဲ့အပိုင်း6ကတော့လုပ်ငန်းခွင်အတွင်းကမတမားမှုတွေကိုဖျက်သွားပြီးအောင်မြင်မှုရယူပုံကိုစိတ်လှုပ်ရှားစရာတင်ဆက်ထားတယ်လို့ Rin နဲ့ အုပ်ဘတ်တို့ကြားကအချစ်ဇက်လိုင်းကိုလည်းပုံမညတ်ဆန်းအောင်ပုံဖော်ခဲ့တဲ့အပိုင်းတစ်ပိုင်းဖြစ်ပါတယ်။ Left Design GL Series ရဲ့အပိုင်း6ကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။